ဈေးဆိုင်ဒီဇိုင်းဒီနနက်9နာရီတွင်စဖွင့်ပြီးညနေ4နာရီ30မိနစ်တွင်ပိုက်သည်ညီမျှကြအောင်ဆိုင်ပွေးခဲ့သည်အဲဆိုဒီအခုတစ်ခါမှဆိုရင်ဒေါင်းလိုက်တွက်လို့မရတော့ဘူးပေါင်းဆွဲပြီးတော့တွက်ရမယ်เนาะသူစဖွင့်တဲ့ချိန်ကဘယ်လောက်ဆို9နာရီမှာစဖွင့်တယ်ဆိုင်ပိုက်တဲ့ချိန်က4နာရီ30မိနစ်မှာပိုက်တယ်ဘယ်လောက်ကြာဖွင့်လဲအဲဆိုရင်9နာရီပြီးရင်10နာရီ9နာရီ10နာရီ17နာရီ12နာရီ1နာရီ2နာရီ3နာရီ4နာရီပြီးရင်4နာရီခွဲဆို4နာရီနဲ့5နာရီကြာမှ4နာရီခွဲမှာဆိုင်ပိုက်တယ်အဲဆိုရင်ကြာချိန်ကိုတွက်မယ်နော်တာသမီးတို့ကြာချိန်မှာတွက်မယ်ဆိုရင်ဒီကနေဒီထိဆို9နာရီနဲ့1နာရီဆိုရင်1နာရီကြာချိန်1နာရီ10နာရီ9နာရီဆိုရင်2နာရီ3နာရီ4နာရီ5နာရီ6နာရီ9နာရီ10နာရီ9နာရီ9နာရီပြီးရင်ဒီမှာခွဲပဲဆိုတော့အဖေက9နာရီခွဲ9နာရီမိနစ်နဲ့ပြောမယ်ဆိုရင်9နာရီ30မိနစ်ကြာသူဆိုင်ကိုဖွင့်ခဲ့တယ်နော်